Ok, aku memang pada hari bono, area sini ka di Buddha sini bono, Buddha sini ka di Doshama bono, banyak orang sama, ada supply patai food aku tuan ni balik ni. Jadi kita mau dagang apa? Kita mau dagang ini, lalu supply type ni. ဟုတ်မင်္ဂလာပါအန်ဒီရေဟုတ်ဟောပေါ့နော်ဒီနေ့ကအန်ဒီရဲ့ပေါ့နော်ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ56နှစ်56နှစ်မြောက်နော်56နှစ်မြောက်မွေးနေ့ပေါ့နော်ဟုတ်ကဲ့56နှစ်မြောက်မွေးနေ့အတွက်ကိုကျွန်တော်တို့က supply လေးလာလုပ်ပေးတာပါခင်ဗျဟိုပေါ့အန်တီကိုပေါ့နော်ကျွန်တော်တို့တချို့မိကွန်းလေးတွေမေးမယ်ပေါ့နော်အန်တီနဲ့ဆင်ပြေလားခင်ဗျပြေပါတယ်ဟုတ်ကဲ့ပါခင်ဗျဟိုပေါ့အန်တီမှာတဲ့သားသမီးဘယ်နှစ်ယောက်ရှိလဲတဲ့3ယောက်ခင်ဗျ3ယောက်3ယောက်နော်ဟုတ်ကဲ့ပါအဲ့ဒီသားသမီးတွေမှာပေါ့နော်အခု supply ကိုပေါ့နော်လုတ်ပေးတာဘယ်သူလုတ်ပေးတယ်လို့အန်တီအနေနဲ့ထင်လဲခင်ဗျသမီးကြီးဆုံးလို့ထင်တယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်ပေါ့သမီးကြီးဆုံးလို့ဘာလို့ထင်ရတာလဲခင်ဗျရင်တော့ပြောဘူးတယ်surprise လုပ်ပေးမယ်သမီးကြီးတော့ငကုံကပြောဘူးတယ်အန်တီကို surprise လုပ်ပေးမယ်လို့ပြောဘူးတယ်နော်ဟုတ်ကဲ့ပါအဲ့ဒီပေါ့နော်အန်တီကို surprise လုပ်ပေးတဲ့သမီးရပေါ့နော်ဒီအမှားစာလေးလည်းပြောခိုင်းထားပါတယ်အန်တီဟုတ်အန်တီစင်ပြေလားခင်ဗျာစင်ပြေပါတယ်ဟိုပေါ့နော်အခြေအဆုံးမေမေရေတဲ့မွေးနေ့မှစပြီးနှောင်နှစ်တရာတိုင်းနဲ့ဒီမိသားစုမြေမြစ်တွေနဲ့တဲ့ပျော်စင်စရာနေ့ရက်များစွာကိုတဲ့ဖြတ်ကျော်နိုင်ပါစေတဲ့မေမေကိုတဲ့သမီးတို့လင်မယားကာယကံဝစီကံမနောကံတို့နဲ့ပြောမဆုံမရှိခဲ့ရင်လေတဲ့ခွင့်လွတ်ပေးပါမေမေတဲ့မေမေသမီးကိုချစ်သေးရဲ့လားတဲ့ချစ်တယ်ဆိုတဲ့သမီးလေးမွန်ကြီးအရန်ချစ်တယ်လို့ဒီဗီဒီယိုလေးမှာတဲ့အော်ပြောပေးပါလားမေမေရဲ့တဲ့မေမေစီကစကားကိုတဲ့သမီးကြားကျင်လို့ပါမေမေတဲ့ချစ်တယ်လို့သမီးတွေအားတွေအကုန်လုံးချစ်ပါတယ်ဟုတ်ကဲ့ပါအန်တီကအခုအော်ပြောနေပါတယ်ခင်ဗျာသမီးလေးမွန်ကြီးအရန်ချစ်ပါတယ်တဲ့ခင်ဗျာဟုတ်ချစ်ပါတယ်လို့သူတို့တွေအလောက်ကိုင်းတွေလည်းအဆင်ပြေပါစေလို့ဟုတ်ကဲ့ချမ်းမချမ်းသာသာနဲ့နေရပါစေဟုတ်ကဲ့ဒါကတော့မိဘဆုတောင်းပေါ့နော်မိဘဆုတောင်းဆိုတာကမတောင်းတဲ့ခါကျတော့သားသမီးတွေပေါ်မှာပို့ပြီးတော့ပြည့်စုံတယ်လို့ဒါကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရလည်းရှိပါတယ်ခင်ဗျာဟုတ်အဲ့တော့ပေါ့နော်အခု surprise လုပ်ပေးရသူပေါ့နော်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်သမီးကြီးမတ်တမြတ်မော်နဲ့တဲ့တမက်ကိုတပ်ပိုင်ဦးတို့ကလုပ်ပေးရဖြစ်ပါတယ်တဲ့နော်ဟုတ်အန်တီဟုတ်အဲ့တော့အခုအန်တီပေါ့နော်အန်တီတို့ဒီဈေးထဲမှာတဲ့ပေါ့နော်ဒီသမီးမတ်တမြတ်မော်ကပြောထားတာပေါ့နော်ဒီမှာတဲ့အန်တီရဲ့တငယ်ချင်းပေါင်းတင်းနေနဲ့တဲ့ဒီဈေးထဲမှာရှိတဲ့လူတွေနဲ့ပေါ့နော်ဒီပေါ့ဒီမွေးနေ့ပါတီလေးလုပ်ပေးပါတဲ့ပြီးတော့ကိတ်ခွဲပေးပါတဲ့နော်အဲ့တော့ကျွန်တော်တို့မွေးနေ့ပါတီလေးစပြီးလုပ်လိုက်ရအောင်နော်Happy birthday to you Happy birthday to you Happy birthday Doshama Happy birthday to you ဟုတ်အန်ဒီဆုတောင်းပါခင်ဗျာဆုတောင်းပြီးတော့မီးမှုတ်ပေးပါကိုဖြစ်ချင်တာဆန္ဒလေးကိုဆုတောင်းပေးနော်ဆုတောင်းပြီးမီးမှုတ်ပေးပါဗျာဟုတ်ကဲ့ဟုတ်ပါပြီခင်ဗျာဟုတ်ကျေးဇူးပါအဲ့ဆိုရင်ခဏလေးလေးကိန်းမုတ်လေးတွေခွဲပြီးတော့ကျွေးမယ်နော်အဲ့လားဟုတ်ကဲ့ဒီမှာမွေးနေ့ရှင်ကျွေးနေပါပြီခင်ဗျာဟုတ်အမိုင်းနာမည်လေးတစ်ချက်လောက်ဒေါ်စမင်းဦးတဲ့ကျွေးနေပါပြီဟုတ်ပါပြီဗျာကဲနောက်တစ်ယောက်အမိုင်းနာမည်အေးကျော်ပါအေးကျော်တဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဟုတ်အမကြီးနာမည်ကညိုဟုတ်တော့မညိုရဲ့ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်အမကြီးဟုတ်အမကြီးဟုတ်ကဲ့ပါဟုတ်အမကြီးနာမည်ကမတူလာတဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်အဲ့လိုအမလည်းစားပြလိုက်ပါအောင်သမီးလေးတွေ့ရအောင်လို့နော်မွေးနေ့ကိတ်လေးစားနေပါတယ်ဒါမွေးနေ့ရှင်ကိုယ်တိုင်စားနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်